မင်္ဂလာညချမ်းလေးပါရှင်ဒီနေ့ကကြတော့ကျမရှိမှာဖျောင်းစပတ်အသားကိုမှအင်းတို့အစင်လေးနဲ့ဝင်လာတဲ့အပေါ်ပိုင်းအင်ကြီးလေးလာပြပေးတာပါရှင်ဒါဆိုလို့ရှိရင်ကျမတို့အိတ်ကက်လေးတစ်လုံးပါပါမယ်ပေါ့နော်အိတ်ကက်ဆိုလည်းအကြီးကြီးကိုကျမတို့ထည့်ပေးထားပါတယ်ရှင်အရှိရဆိုလို့ရှိရင်လည်း V လေးပေါ်မှာကျမတို့ကျိုးနှစ်ချောင်းလေးထည့်ပေးထားတာပေါ့နော် level V ပုံစံလေးကိုကျိုးနှစ်ချောင်းလေးနဲ့ပေါ့နော်အဲ့ကျိုးလေးဆိုလို့ရတယ်ကျမတို့အရှိမဖဲပြားပုံလေးချီလို့ရပါတယ်ပေါ့နော်ဒါကကြတော့သူ့ရဲ့ color line လေးဖြစ်ပါတယ်ရှင်ဖျောင်းစပတ်ဆိုတာတော့ digital စပတ်လိုမျိုးရေကြုံခြင်းမရှိဘူးပေါ့နော်သူကကြတော့44ဆိုလို့ရှိရင် short ပြီးရင်လည်း44 site တိုင်းပဲဖြစ်မယ်46ဆိုလို့ရှိရင်လည်း short ပြီးရင်လည်း46 site တိုင်းပဲရှိပါမယ်ရှင်သူကကြတော့ handmade အသားဖြစ်တဲ့အတွက်ကြောင့်ဦးဆုံးတစ်ခါလျှော်တဲ့အချိန်မှကြတော့ဆေးကြီးရည်လေးတည်ကြပါမယ်ပေါ့နော်ဒါကတော့သူ့ရဲ့ color line လေးပါ color line ကဆက်ရောင် line လေးပါရှင်